ကျွန်တော်ဒီနေ့ကအပေါ်အန်ဆုံးကိုသွားပြီးနှုတ်မှာဖြစ်ပါတယ်ဒီအပေါ်အန်ဆုံးနှုတ်တဲ့ကြောင်းတွေကိုကျွန်တော် sharing လုပ်ပြီးမှာဖြစ်ပါတယ် okay ကျွန်တော်ဒီ live ပြီးကြည့်လိုက်ပါအောင်သွားနှုတ်ပါမယ်ဆိုမှညာဒီဦးကမနက်မိုးလေးထဲကနေပြီးတော့မိုးတွေတောက်ချောက်ရွာနေတာဖြစ်ပါတယ်မိုးရွာလဲဆိုပေမဲ့လည်းဒိုးရရှိရဒိုးရမှာပဲကျုံးရရှိရကျုံးရမှာပဲပြောမယ်သွားနှုတ်မယ်ဆိုရင်ဒီကြီးဆုံးပိုင်းကဒီဆုံးအကြိုက်ခဲပြောက်စီကျိုးတောက်ထားရမယ်သွားမနှုတ်ခင်တနားရီလောက်အလိုမှာပေါ့ကျိုးတောက်ထားဖို့ရေးကြည့်ပါတယ်ဒီမှာတော့မြင်တဲ့အတိုင်းပါပဲ It's raining is very outside အပြင်မှာတော့မိုးကြီးတင်းနေပါတယ်ဒီကကြာစီဥလူချင်းတွေရှိုးလိုက်အောင်ပေါ့ဒီမှာလမ်းလုံးရွှဲဆိုးနေတာဖြစ်ပါတယ်ဟုတ်ပါတယ်အခုကျွန်တော်ကသွားနှုတ်ဖို့ရှိရဆိုမှမနေ့ပိုင်းအလုပ်ကိုဒီတစ်ပိုင်းလာဆင်းလိုက်သေးရဖြစ်ပါတယ်အချိန်အားဖြင့်ကျွန်တော်8နာရီ4မိနစ်ပေါ့8နာရီ4မိနစ်ကနေပြီးကျွန်တော်12နာရီထိုးဆိုရင်ကျွန်တော်အလုပ်ကနေပြီးဒီတစ်ပိုင်းပြန်ထွက်မှာဖြစ်ပါတယ်ဒါဘယ်လိုပြောမလဲလုပ်ရရှိရတယ်လုပ်ရတယ်ကျုံးရရှိရတယ်ကျုံးရတယ်ပေါ့ဒါတွေကဒါကျွန်တော်ရဲ့လုပ်ငန်းခွင်တွေကဒါကျွန်တော်ဖြတ်တန်းနေရတဲ့ပုံစံဖြစ်ပါတယ်ဒါလုပ်ငန်းခွင်ထဲမှာဒီချောင်းတွေကိုကျွန်တော်ဝရင်ထိုးတာဖြစ်ပါတယ်စီကိုတို့တွေအောင်ဟင်းကိုဆိုတာနဲ့ဒါစက်ရုံထဲကလူတွေကောင်းကောင်းသိပါတယ်ပြောမယ် rubber တွေပဲထုတ်ရရှိရတော့ဖြုတ်အောင်မှာဖြစ်ပါတယ် okay ဒါကတော့ကျွန်တော်ထမင်းစားပြီးတော့စီကန်းသွားဖို့တော့နောက်တစ်ခေါက်ပြန်ထွက်တာပေါ့ဒီစီကန်းမသွားခင်ကျွန်တော်ကကြားမှာသင်စရာလေးရှိသေးလို့ကျွန်တော်နိုင်ခွက်လောက်စောစောလေးထွက်လိုက်တာပေါ့စီကန်းကိုကျွန်တော်2နာရီခွက်လောက်ကျွန်တော်ချိန်ထားတာဖြစ်ပါတယ်စီကန်းရောက်တဲ့ခါကျရင်လည်းကျွန်တော်ဘယ်လိုထပ်ပြီးတော့တွေ့မလဲဆိုတော့ချက်တော့လိုက်ပြီးတော့ကြည့်ပေးပါအောင်ဆက်ပြီးတော့ကျွန်တော်ရွေ့နေတာဖြစ်ပါတယ်ဒါဒိုးနေတာလမ်းမှာပေါ့ဒါစီကန်းသွားရဲ့လမ်းဖြစ်ပါတယ်ဒီလိုနဲ့သွားရင်နဲ့ကျွန်တော်ဟိုဒါနည်းနည်းဖြစ်လိုက်မယ်နော်ဒါဒီလိုနဲ့ကျွန်တော်စီကန်းတော့ရောက်လာပြီနော်အပေါ်အန်ဆောင်ကိုနှုတ်ဖို့ရောက်လာတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီအပေါ်တောင်းပေါ့ဟောဒီဘက်အန်ဆောင်ဒီအန်ဆောင်ကိုကျွန်တော်နှုတ်မှာဖြစ်ပါတယ်အန်ဆုံးမနှုတ်ခင်ကျွန်တော်ဓမ္မညီရိုက်ရမှာဖြစ်ပါတယ်ဓမ္မညီရိုက်ခင်မှာကျွန်တော်ဆော့တော့ကျွန်တော်ဟိုပါကိုထုံသေးထိုးပေးထားတာဖြစ်ပါတယ်ဆရာဝန်ကဓမ္မရိုက်ဖို့အောင်မှာဒါဗီဒီယိုပေးမရဘူးပေါ့ကျွန်တော်ဒါတော်တော်ကြီးပြောပြီးဒါနားလည်မှုနဲ့ရိုက်ထားတာဖြစ်ပါတယ်ဒါဓမ္မရိုက်တဲ့ဆက်တွေပေါ့ဒီမှာကျွန်တော်ဓမ္မရိုက်ခါကတော့600ပေးရတယ်ပေါ့ဒါမဲ့ဆင်ပြေပါတယ်ဒါဒီဓမ္မရိုက်ခင်ကွန်ပျူတာထဲမှာကျွန်တော်နာမည်နဲ့ကျွန်တော်လောက်ရတဲ့အပိုင်းတွေကိုဒါစီးသွင်းနေတာပေါ့ကောင်မလေးကတက်ကြွသွားနေတယ်မီးထောက်ပြီးတော့လုပ်နေပါတယ်အခုဆိုရင်ကသွားတော့ထွက်လာပါပြီဒီမှာသွားနှုတ်ပြီးရတဲ့သွားလေးပါဒါအန်သွားပေါ့ကျွန်တော်ရဲ့အန်သွားဒါအပေါ်ရဲ့နောက်ဆုံးသွားဖြစ်ပါတယ်သူကသွားမြစ်ကကျွန်တော်ထင်ရတော့4ခုလောက်ဖြစ်မယ်ထင်တယ်ဗျဒီချာကြည့်လိုက်တော့ဒါဒီနှုတ်တဲ့အထဲမှာသွားမြစ်မှာနည်းနည်းများကြံခဲ့တာမသိဘူးသွားပိုင်းစလေးတွေမြစ်ကဘယ်လိုပြောမလဲချောမူးနဲ့အကုန်လုံးစင်းလုံးချောကြီးတော့ထွက်လာတယ်ကျွန်တော်မတွေ့ဘူးပေါ့ဒါမှလည်းစင်ပြေပါလို့ပြောနေပါတယ်ဒါတော့စီးကမ်းမှာလည်းကျွန်တော်ပတ်စံရှင်းရတာပေါ့အပေါ်က50ဆိုတာကဒါပါရာစီမော့10လုံးက50အောက်က1300ကဒါသွားနှုတ်ခ100ဘူးသက်သီးကဖြစ်ပါတယ်600ကတော့ဓမ္မရိုက်တာပေါ့ဓမ္မရိုက်တာ600ပြရတယ်ပေါ့ဒီအခုစောရှေ့ကပိုင်းတွေကစေကန်းကဆီယာမတွေကဗီဒီယိုပေးမရိုက်ပါဘူးကျွန်တော်ကဒါနားလည်မှုနဲ့ရိုက်ထားတာဖြစ်ပါတယ်စေကန်းကဒီအပြင်မှာတော့ပဲရိုက်ထားတာပေးရိုက်တာပေါ့ဒါမှတော်တော်ကြီးကျွန်တော်ပြောခဲ့ရတာဖြစ်ပါတယ်အခုကျွန်တော်ဒီနားပေါ့နှုတ်ထားရင်နားဒီနားလေးကပါးရီကိုထုံပြီးရှာပြီးပါထုံပြီးတော့ဘယ်လိုပြောမလဲဒီလိုချမ်းလုံးကျွန်တော်စကားတောင်ကျွန်တော်ပြောလို့မရဘူးပေါ့ဒါပြီးတော့မှအတန်နောက်ကနေထပ်သွင်းတာဒါပေမဲ့ဒီຢာတွေအားလုံးကကျွန်တော်ကောင်းမှုအတွက်လုပ်နေတယ်အသားကြီးနာခံပြီးတော့ပတ်စံတွေကုန်ခံပြီးတော့ချိန်ကြီးပေးပြီးတော့ကျွန်တော်လုပ်နေပြီပေါ့ဒါကောင်းမယ်ဆိုရင်ကြီးရချက်နေပေါ့ဒါကောင်းမှမို့လည်းကျွန်တော်မျှော်လင့်ပါတယ်ပေါ့နောက်ဆုံး finally result ကိုလည်းဟိုကျွန်တော်ရဲ့အနေထားလည်းဒါတော်တော်ကြီးကိုထုံနေတဲ့အနေထားမှာပါပါတယ်ဒီပါးတွေကိုကျွန်တော်โอเคဒါကတော့ကျွန်တော်အခန်းပြန်ရောက်ပါပြီကျွန်တော်အခန်းပြန်ရောက်ပါပြီဒါဘယ်လိုပြောမလဲတွေးထွက်တာတွေရမ်းများမှာဆိုလို့ကျွန်တော်ရေခဲကက်ပေးနေတာရှိပါတယ်။ပေါနှုတ်ပြီးသွားရင်ရေခဲကက်ပေးဖို့အတွက်ကျွန်တော်အကြံပြုချင်ပါတယ်။ရေခဲကက်ချင်းအားဖြင့်သူကတွေးထွက်တာကိုအရန်ဘယ်လိုပြောမလဲတွေးအများကြီးထွက်ရင်တော့သူကတိတ်မထွက်ပါဘူး။โอเคပါ။